အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ဒီတစ်ပတ်ဟာသူတို့ရဲ့ချန်ပီယံဆုအိမ်မက်တွေနည်းနည်းလေးလှုပ်ခတ်သွားတဲ့ရက်တစ်ပတ်လို့ပြောမှာဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းဒီတစ်ပတ်မှာပရီးမီးယားလိပွဲစဉ်7ကိုကစားရင်ဒီလိုကစားတဲ့နေရာမှာအာဆင်နယ်အသင်းဟာဆာလာလန်အသင်းကိုတစ်ဖက်နှစ်ဂိုးစီတေးချပြီးတော့အမှတ်လျော့ခဲ့ရတယ်။အာဆင်နယ်အသင်းအနေနဲ့အမှတ်လျော့တာကသူတို့ရဲ့ဒီအမှတ်ပေးစရာထိတ်ဆုံးမှာရည်တည်မှုကိုမထိခိုက်စေခဲ့ဘူးဆိုပေမဲ့အမေရိကကစားခဲ့တဲ့မန်စီးတီးနဲ့တပေါင်းအသင်းတို့ရဲ့ပွဲစဉ်မှာမန်စီးတီးအသင်းကအနိုင်ရရှိသွားခဲ့တာကြောင့်အခုဆိုရင်အာဆင်နယ်နဲ့မန်စီးတီးကြားမှာရမှတ်ကကွာဟာချက်၄မှတ်သာရှိတော့ဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့ဆာလာလန်အသင်းကိုဥဆောင်ကိုရင်ခွင့်ပြုခဲ့ရတယ်။သူတို့အနေနဲ့လီမီတိုတဲ့ခံစစ်ကိုဆာလာလန်အသင်းကကောင်းကောင်းကိုထိုးဖောက်သွားခဲ့ပြီးတော့ပရာမာနဲ့1-0နဲ့ဥဆောင်ထားနိုင်ခဲ့တာပါ။ဒုတိယပိုင်းမှာဆာဂါနဲ့ထရော့ဆက်ကခြေဝါကုန်းနဲ့အနိုင်ဂိုးတွေပြန်သွင်းခဲ့တာကြောင့်အာဆင်နယ်ပြန်လာပြီလို့ထင်မှတ်ခဲ့ရပေမဲ့ဒါမှပွဲစားရင်ပြီးဆုံးလို့နာကျင်ချင်းမှာဒီအာဆင်နယ်ရဲ့ကယ်ရီထွက်ကစားမလေးပရော်ဘီကနောက်ကျခြေပါကိုသွင်းယူခဲ့တာကြောင့်အာဆင်နယ်တို့အမှတ်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းဟာပြန်ပွဲဆောင်10ပွဲဆက်တိုက်အနိုင်ရရှိမှတ်တမ်းရပ်တန့်ခဲ့တယ်လို့ဒီ9ပွဲဆက်တိုက်ကလင်းရှီမှတ်တမ်းကလည်းကျိုးပြတ်သွားခဲ့ရပြီဖြစ်ပါတယ်။ဒီလိုအချိန်မှာမနေ့ကကစားခဲ့တဲ့မန်စီးတီးနဲ့လီဗာပူးအသင်းတို့ ETL ကပွဲစဉ်မှာတော့အင်ရှင်မန်စီးတီးကလီဗာပူးကို3ဂိုးပြည့်နဲ့နိုင်ရရှိခဲ့တာပါ။မန်စီးတီးအသင်းဟာပရိုင်မာရင်ကဟာလန်ရဲ့သွင်းကိုနဲ့ဦးဆောင်ထားနိုင်ခဲ့တယ်။ဒီအချိန်မှာဘန်ဒိုက်ကခြေပါကိုပြန်လည်သွင်းယူနိုင်ခဲ့တယ်ဆိုပေမဲ့ဘန်ဒိုက်ရဲ့ဂိုးသွင်းတဲ့အချိန်မှာရောဘတ်ဆန်ကလူချိုနေခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ VAR နဲ့ပယ်ဖျက်သွားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲစဉ်ကမန်စီးတီးတို့အနိုင်ရဖို့ထိုက်တန်ခဲ့လို့ပြောရမှာဖြစ်ပြီးတော့နီကိုဂွန်ဆာလက်နဲ့ဒိုဂိုတို့ကနောက်ထပ်သွင်းကိုတွေထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်မန်စီးတီးကရမှတ်22မှတ်နဲ့အာဆင်နယ်အသင်းရဲ့နောက်4မှတ်ကွာနဲ့လိုက်လံဖိအားပေးနေစေဖြစ်ပါတယ်။ရမှတ်4မှတ်ဆိုတာဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားပါအထူးသဖြင့်အခုချိန်မှာပွဲစဉ်က7ပဲရှိပါသေးတယ်မန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ဒုတိယကြော့ကန်ရပါဦးမယ်လက်ချန်ပွဲစဉ်တွေအားလုံးကိုအနိုင်ရရှိခဲ့တယ်ဆိုရင်တော့မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့ထိတိုက်မတွေ့ခင်မှာရမှတ်ကွာချက်က4မှတ်ရှိနေခဲ့တယ်ဆိုရင်လက်ချန်ပွဲမှာမန်စီးတီးကအာဆင်နယ်ကိုနိုင်တာနဲ့တတ်မှတ်ပဲကွာမှာဖြစ်ပါတယ်တတ်မှတ်ဆိုတာပရီးမီးယားလိမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ဆိုတော့အာဆင်နယ်ဖန်တွေအပျော်မစောပါနဲ့ဦးမန်စီးတီးနောက်ကလိုက်တာပြီလို့ပဲပြောချင်ပါတယ် Xbox ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခံပါ